နော်ကစားကွင်းလည်းဘာလို့ပဲခါရကြရင်ဟိုပါလေမုတ်စည်းတိုင်းကြီးလိုပဲဟိုဟာဖေးကြီးဦးနေပြောအောင်တော့ပြောရလေတင်းမာရိုက်ကွင်းတာတဲ့ရိုက်ကွင်းနဲ့မတူတော့ဘူးတဲ့ကိုသဲတို့လည်းအဲ့လိုပဲမုတ်စည်းတိုင်းဖြစ်နေပြီဆိုပြီးတော့အဲ့မှာရန်ကုန်မှာပြဿနာတွေတက်တယ်ဒါပေမဲ့ပြင်းတဲ့ရမှာရမ်းပျော်နေကြတယ်လေအဲ့လိုမျိုးမှတ်တရတယ်မမေအေးတောင်းကတော့ဟာအကြိုက်ပေါ့မမေအေးတောင်းကလည်းလုံးဝတကယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူဆိုတော့လေအရန်လဲချစ်ဖို့ကောင်းတယ်အရန်လဲဟိုပြောမလဲဒီကလေးတွေပေါ့ပေါ့နော်အရန်လက်တွဲခေါ်ပေးတယ်ပြီးတော့မတိတဲ့အရာတွေဆိုလို့ရှိရင်လည်း तू ကစီနီယာတကယ်ပီသားစွာနဲ့ကိုပြောပြပေးတယ်ဒါဆိုလို့ရှိရင်အဲဒီညဘက်ဆိုလို့ရှိရင်ရှူတင်ပြီးသွားပြီဆိုရင်မမေအေးတောင်းနဲ့ရောဖေဦးနုမြောင်တို့နဲ့ရောအခန်းမှာသွားပြီးစကားပြောကြရင်လည်းဒီပညာရက်တွေပေါ့နော်အနုပညာရက်တွေလေးလာစီးဘူးတယ်ပြီးတော့တနေ့တာမှာဘာတွေသားလိုအပ်ချက်ရှိလဲသားဘာတွေထပ်ပြီးတော့ပြင်ဆင်ဖို့လိုအပ်လဲဆိုတာကိုအမြဲတမ်းဒါပြောဆိုတိုင်ပင်ဖြစ်ကြရဲပေါ့နော်အဲ့လိုကြလို့ရှိရင်လည်းဖေတို့မမေတို့စီကနေပြီးတော့ကောင်းတဲ့စကားလေးချီးကျူးစကားတဲ့လေးပြန်ကြားရတဲ့အချိန်မှာပို့ပြီးတော့အားဖြစ်စေရပါဘောနော်ဟုတ်အဲ့ဒါမေးမှာဟုတ်တယ်နော်မှန်တယ်ဘာလို့လဲဆိုတော့ shooting မစရတဲ့5431 cap မဆိုင်ခင်ရကြတော့လုံးဝပျော်ရွှင်တယ်ပြီးသွားလို့ရှိရင်လောင်ရတာဆိုတော့တော်တော်လေးတော့မူးရတော့ချိန်ရတာပေါ့နော်အဲ့တော့ဘောကမှာ drama horror ကိုရိုက်ဖူးတဲ့ဥစ္စာဆိုလို့ရှိရင်တော့အဲ့ဒါပထမဦးဆုံးပဲပြီးတော့ဇက်ကောင်လေးကလည်းရှိုင်းနေတိုင်းဆိုလို့ရှိရင်တအားကိုစူးစမ်းအားထုတ်ရတဲ့ဇက်ကောင်လေးရှိုင်းကိုမြင်နေကြမဟုတ်တဲ့ပုံစံမျိုးရွာသားတယောက်ပုံစံမျိုးဖြစ်အောင်လုပ်ရတယ်ပြီးရင်ရှိုင်းရဲ့ဘွာလာလှူရှားမှုတွေကအစားဒီအကုန်လုံးကဘယ်လိုပြောမလဲဒီကြော်ကြီးဆိုတဲ့ဇက်ကောင် character ဖောင်ထဲကိုဝင်ဖို့အတွက်ကိုအများကြီးအသေးစိတ်ကလေးအစားပြင်ဆင်ခဲ့ရတယ်ပေါ့နော်ဒီလက်သေးတွေဆိုလို့ရှိရင်လက်သေးမညက်ပဲနဲ့ထားရတာမျိုးပြောလို့ရှိရင်ဒီသပင်ဆိုလို့ရှိရင်လည်းအဲရန်ကုန်ကနေစပြီးတော့ရှိုင်ညှက်သွားတဲ့သပင်ကပင်းတရမှာတစ်လားလောက်ကြော်ကြတယ်လုံးဝတစ်ချက်မှမဖြစ်ဘူးအဲ့လေအဲ့သပင်ပဲပြန်နိုးထားရင်လည်းအဲ့သပင်ပဲခေါင်းလျှော်ပင်းတော့ထွားမဟုတ်ဘူးပဲဒီလောက်ပဲတုတ်ပြီးတော့အဲ့ပုံမကြနေရခြင်းဟိုကကြော်ကြီးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့လေတေချာလေးပြင်ဆင်ထားရပြီးတော့ဖက်နှက်ပေါ့နော်ကျွန်တော်စီးပွားရေးဖက်နှက်ကတခုဒါပေမဲ့အဲ့ဖက်နှက်နဲ့အစ်စ်နဲ့ကျွန်တော်ရွာတွေကစီးဝီသားဖက်နှက်တွေကိုလိုက်လဲတဲ့အချိန်မှာတကယ်စီးထားရဲ့ဖက်နှက်ကကြာလုံးဝတကယ်ကိုညစ်ပတ်ပြီးတော့လေဟိုပြောမလဲတာလို့ဖက်နှက်မှာချွတ်တက်တဲ့ပုံစံမျိုးလေအဲ့ဒါလေးလည်းကျွန်တော်တင်ထားပါသေးရဲ့အဲ့ဒါမှလည်းပို့ပြီးတော့ဒီကာရက်တာတော့တဘာဝကြအောင်ဘာလို့ကြော်ကြီးကဖက်နှက်တိတ်ကြီးနေဆိုလဲအဆင်မပြေပြန်ဘူးလေနော်အဲ့တော့အသေးစိတ်ကလေးကအစကျွန်တော်ဒီကာရက်တာလေးပေါ့တန်မိုးထားပြီးတော့ပုံဖော်ထားတယ်အဲ့တော့ထွက်လာလို့ရှိရင်လည်းအများကြီးသဘောကျမှာပါလို့အခု director တွေနဲ့ edit သမားတွေကကျွန်တော်လာမကြည့်ခိုင်းသေးဘူးဒါပေမဲ့သူတို့က review တွေလန်းပေးနေတာဟာကြော်ကြီးလိုက်လိုက်တာတို့ဇက်ကောက်နဲ့ကွက်တိပဲတို့ကြော်ကြီးကတော့ကြော်ကြီးပါပဲဆိုပြီးတော့ပြောတာလေးကြားရတဲ့အချိန်မှာတော့ပျော်တာပေါ့နော်ကိုစူးစမ်းခဲ့ရတဲ့ဒီ character လေးတစ်ခုကအခုလိုမျိုး director တွေ edit သမားတွေဒီစီမှာအသက်ဝင်နေဆိုတဲ့အရာလေးတစ်ခု feedback လေးတစ်ခုကိုပြန်ကြားရတဲ့အချိန်မှာအများကြီးလဲကျင်တတ်ပါတယ်လို့ဒီဟာလေးကိုလည်းပရိသတ်တွေလက်ထဲကိုအမြဲဆုံးချပြခြင်းပါပြီလို့ကိုဖက်စစ်ကလေးကိုပေးလိုက်ရတာဒါပေါ့အစ်စ်ကိုပေးလိုက်ပြီးတော့အဟောင်းပြန်သွားယူတာအဲ့လိုမျိုးကာရီတာဘလိုပုံစံဖြစ်ဟုတ်တယ်ဟိုမလေးကျွန်တော်အဲ့ဒီမှာလေကျွန်တော်အသားနည်းနည်းဖြူရယ်လေဖြူတော့ဇက်ကောင်အတွက်ဆိုတော့မဲတွေအညိုတွေလိုက်လိမ့်နေပေါ့နော်ခြေထောက်တွေဆိုလဲအဲ့လိုပဲတကူလုံးအဲ့ဘယ်လိုပြောမလဲမိတ်ကပ်အညိုတွေမိတ်ကပ်အညိုနဲ့မှာကျွန်တော်မမဲသေးဘူးထပ်ပြီးတော့အသားဝင်းလေးဖြစ်နေတော့ဘာလို့လဲဆိုတော့အဲ့မှာမြင်းနီမုံတွေရှိရလေအဲ့မြင်းနီမုံတွေကိုဖျော်ပြီးမြင်းနီမုံတွေပါလိမ့်တာအဲ့လောက်ထိကိုတော်တော်လှုပ်ခဲ့ရတာဆိုတော့လေအဲ့ဒါရိုက်ပြီးလို့ပြန်ရောက်ပြီဆိုရင်တကူလုံးခြေစခေါင်းဆုံးပြန်ပြီးတော့မနေ့ပြန်ဆေးရတာဟိုလေဗါလေ secret တွေတိုက်အဲ့လိုမျိုးနေတိုင်းလုပ်ခဲ့ရတာဆိုတော့တော်တော်လေးကိုပင်ပန်းတယ်မနေ့တစ်ခေါက်ရေချိုးတယ်နဲ့မပြီးဘူးပြန်လာလို့ရှိရင်ဖုန်နေရွှွန့်နေနေဆိုတော့ညတစ်ခေါက်ပါထပ်ပြီးတော့ရေချိုးရဆိုအဲ့တော့အေးမပတ်ရုံတမဲပဲအဲ့လိုမျိုးရားတာပေါ့ရွှိုင်းဆိုလို့ရှိရင်အဲ့လက်လေးတွေလျှောက်လေးမှာဆိုရင် allergic ခုတွေတောင်မှထရတယ်ပေါ့နော်ဒါမဲ့လည်း character အတွက်ဆိုတော့လည်းဟိုလောက်ရတာပဲလေနော်တလားလောက်ပြီးရှင်းခဲ့ရတာဒီဇက်ကောင်ယူတာဗောဒီဇက်ကောင်လေးကိုကျွန်တော်အစာဖတ်ခရဲကဒီဝိထုလေးပေါ့နော်ဆရာကိုရဲထွန်းရဲ့ဝိထုလေးကိုကျွန်တော်ဖတ်ခရဲရအောင်ပါအရန်အောင်စိတ်ဝင်စားပြီးတော့ကိုရိုင်းလည်းဒီပါဝင်ခြင်းနဲ့ရိုက်ခြင်းနဲ့တိုက်ဆန်တယ်ပဲဒီဇက်ကောင်လေးကကိုစီကိုဆက်ဆက်မြက်မြက်ကြီးရောက်လာခဲ့တယ်အဲ့အတွက်လည်းဒါပပတို့ဘိုးရီတို့ဒီစိတ်ထေးထုတ်လို့အားလုံးတို့လည်းတကယ်ကျေးဇူးတင်ပါတယ်ဒီဇက်ကောင်လေးရုံကြည်နဲ့ရိုက်ခွင့်ပေးတယ်ပေါ့နော်ပေးလို့လားရှိုင်းဒါကုလိုမျိုးအကောင့်တွေဖုံခွင့်ရဖြစ်တဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်တလားလုံးအဲ့လိုမျိုးရားလာတော့လေဘလောက်စေးပဲခုရတယ်လားစေးတော့လင်းရတာပေါ့အဲ့လိုမျိုးဗာလဲရားနာပျောက်စေးလို့ဘာလို့ဆိုတော့ तू ကဖုံနေသေးတယ်အကားကြတော့လေဆက်ဒီခနာကိုနဲ့ကြာ sensitive ဖြစ်တာပေါ့နော် sensitive ဖြစ်တော့အရန်ရားလာအဲ့လိုမျိုးစေးတော့လင်းရတာပေါ့ကဲလို့ပေါ့နော်ကာရီတာကိုကရုပ်သက်တဲ့ဆိုတော့လေကာရီတာတဲ့လုံးဝမဆိုဘူးစပင်းလို့ရုပ်ပုံလို့ရိုက်ရမှာဆိုတော့
ကယ်လည်းညက်တာပဲအဲ့တော့သပင်ရွှေကြီးလေကျွန်တော်တော်တော်ရှည်နေအဲ့ရှင်တော့သပင်ကအဲ့ဟာကိုလည်းညက်ချတာပဲဒါပေမဲ့မျက်ခုံးရိပ်တဲ့ကာရီတာတော့မရှိသေးဘူးထင်တာပဲထိုင်းမှာတော့ဖုန်းကြီးထိုင်းမှာတော့ဖုန်းကြီးဆိုလို့ရှိရင်တော့ရဲဒါပေမဲ့မြန်မာဒလေးကြတော့မရှိဘူးထင်တယ်နော်မြန်မာဒလေးကြတော့ရှိုင်းလက်တေချာတော့နားမလို့ဒါပေမဲ့ရိတ်ဖို့လိုရင်တော့လည်းရိတ်ရမှာပေါ့အဓိကဘယ်လိုပြောမလဲကာရီတာဒီတရုပ်ဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့တရုပ်ဆောင်တယောက်က YouTube ဖို့ကဒီကာရီတာ YouTube ဖို့ပဲရှိရလေနော်သူ့ရဲ့ဥစ္စာအဲ့တော့ကျွန်တော်ကရိတ်ဆိုလဲရိတ်မှာပါပဲ ဒီလိုဖန် ဖုန်းကြီးတောင်းရမယ့်ခန်းဆိုရင်တကယ်ဖုန်းကြီးဝတ်ပြင်ပါအဲ့လောက်ထိကိုစဉ်းစားထားပါတယ်ဒါပေမဲ့ဖုန်းကြီးဝတ်တဲ့ခန်းမပါသေးဘူးကိုပဲကန်ကောင်းတယ်လို့ပြောအောင် ကိုတော့ကာရီတာယူတူလို့ခဲ့ပေမဲ့ဖန်နေအောင်ကိုယ့်ရဲ့ဒီကာရီတာယူတူတဲ့အပေါ်ပေါ့ ပူတောင်သဘောကျသေးတယ်သူကပူတောင်မှသဘောကျသေးတယ်ကျွန်တော်ကာရိုက်တာနှစ်ဝင်လေးကျွန်တော်ကာရိုက်တာကိုပုံဖော်တာကိုပြင်းလေးသူတို့ကသဘောကျတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့လည်းအများကြီးခုံယူတယ်အများကြီးလည်းပီတိဖြစ်တယ်ဘာလို့ဆိုကျွန်တော်ကိုသူတို့အားပေးတာရုပ်ရည်ယူပကာဘာညာဆိုတာတဲ့ကျွန်တော်ရဲ့အမှုပညာတရုပ်ဆောင်အရေးချင်းတွေကိုသူတို့အားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုတရုပ်ဆောင်အရေးချင်းတွေနဲ့လိုက်ဖက်ညီအောင်လှုပ်ချင်းပေါ့ကိုလည်းသူတို့အနေနဲ့ဒါပါရမီဖြည့်ပေးသလိုလည်းဖြစ်သလိုအများကြီးလည်းဆက်ပြီးတော့ချစ်ပေးအားပေးပေးပါတယ်ဟုတ် ဟုတ်ပါအဲ့ဒါအခုချိန်ကြီးအပေးမပြည့်တဲ့ဒီလည်းနည်းနည်းဆက်ပေးပါအောင် ဒီနေ့ဒီချိန်ဒီကျွန်တော်နာမှာရှိနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အကြောင်းမျိုးကြောင့်ဒါဘယ်လိုပြောမလဲပရိသတ်တွေစီကိုရှိုင်းခဏလေးပျောက်နေရယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးကရောက်တော့ကျွန်တော်ဒီဘက်မှာဇက်ကားလေးတွေရိုက်နေလို့ပါလို့အားလုံးကနားလည်ပေးကြပါလို့အားလုံးလည်းအများကြီးလွမ်းနေပါတယ်လို့အများကြီးလည်းတွေ့ချင်ပါတယ်တွေ့ရဖို့ခွင့်ရည်လည်းစီစဉ်ပေးပါဦးမယ်လို့ဒီနေ့ဒီချိန်ဒီအများကြီးချစ်ပြီးအားပေးနေကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်